ကုန်းမင်ကုံတုံးတွေ Rama ကွာ skin တွေအများကြီး trial free ပေးကြနေဆိုပြီးဖင်မတရားရရတဲ့ကုန်းမင်ကုံလုံးတွေကိုပြောစရာတခုရှိတယ် legend skin တွေ black skin တွေ flawless skin တွေကိုအများကြီး trial free ကိုတပတ်နီးနီးကိုပေးကြနေကွာပြောချင်တာသိရမလားအဲ့ဒါကို my flawless skin တွေ lady jen ရဲ့ frozen skin တွေကိုကင်ပြီးတော့ခွေးတောင်းစားတွေကမအေးဘေးမျိုးနွယ်တွေကဖင်ကို share ကုန်းတာမဲ့မှာ Rama utility လုပ်ပြီးလို့ရရင်လုပ်ပြီးလို့ရမလုပ်ပြီးလို့ရလို့ရှိရင်ဟိုဘက် mass mount ဝင်နှိုက်နေတဲ့ assassin mage မိုင်းကိုကင်ပြီးလို့ရှိရင်ဖင်မကုန်းကြပါနဲ့လို့ကိုဟာကို မိတ်ကင်လို့ရှိရင်ဟိုဘက်ကလာလာလို့ကြောက်လွန်းလို့ support ပြောင်းဆော့နေပါတယ်ဆိုခွေးတောင်းစားမျိုးနွယ်တွေကမိတ်ကင်ပြီးတော့ဖင်ကို share ကုန်းရတာအဲ့လိုမျိုး share ကိုကုန်းရတာမိုင်းဆိုလို့ရှိရင်လည်း blink တွေအများကြီးပါတယ် lady jen ဆိုလို့ရှိရင် level 1 သုံးပြီးကိုကို save ဆော့လို့ရတယ်ကွာပြောချင်တာသိရမလားရှောက်ဆိုလို့ရှိရင်ကွာ bass damage နဲ့ movement speed နည်းနည်းလေးပါတယ်ကွာရှင်းရှင်းလေးပဲတောင်းပန်ပါတယ်ကျေးဇူးပြုမိတ်ကင်ပြီးလို့ရှိရင်ဖင်မကုန်းကြပါနဲ့နော် save ဆော့ကြပါနော် season အသစ်မှာ red မြန်မြန်လေးတက်ချင်လို့မတောင်းပန်ပါတယ်ဖင်မကုန်းကြပါနဲ့ကျေးဇူးအများကြီးတင်ပါတယ်နော် skin issue လို့ပြောအောင်လဲတခါလာလဲ mic က09တခါလာလဲ mic က09ဆိုတော်ရိုးပေါ်တခါတလေတပွဲနှစ်ပွဲဆိုတော်ပြီပေါ့အားလုံးပဲဂျင်းမထဲတဲ့ mic နဲ့တွေ့ပါသလိုဆူတောင်းပေးလိုက်ပါတယ်နော် good night အားလုံး good night